လာပါကျွန်တော်ကတော့ season တင်ဆက်သူဂျိုးပဲဖြစ်ပါတယ်ကျွန်တော်တို့ရဲ့ Ghost Cat Channel ကနေအားလုံးကိုပြန်လည်ကြိုဆိုလိုက်ပါတယ်တကယ်ဖြစ်ပျက်ခဲ့တဲ့6ချားစရာဇက်လန်လေးတစ်ပုဒ်ကိုတငယ်ချင်းတို့ပြောပြပေးခြင်းပါတယ်ဒါကတော့စာအုပ်ထဲကဇက်လန်မဟုတ်ပါဘူးရန်ကုန်မြို့ကတိုက်ခန်းအောင်တစ်ခုမှာတကယ်ဖြစ်ပျက်ခဲ့တဲ့ဖြစ်ရမှန်ဇက်လန်တစ်ပုဒ်ကိုဖောက်တဲ့ချပေးတာပဲဖြစ်ပါတယ်ဒီအကြောင်းအရာကကျွန်တော်အတိတ်ရောက်ကိုယ်တိုင်ကြုံတွေ့ခဲ့ရတာပဲဖြစ်ပါတယ်သူ့နာမည်ကကိုမင်းမင်းပါသူကနေရနေရန်ကုန်ကိုအလောက်လာလို့ရင်မြို့ထဲကတိုက်ခန်းအောင်တစ်ခုမှာတယောက်တည်းငားနေတဲ့လူပေါ့အဲ့ဒီတိုက်ခန်းကနည်းနည်းတော့မောင်းသလိုရှိပေမဲ့ဈေးသက်တာတော့သူကငားလိုက်တာပေါ့လေထူးဆန်းတာကအဲ့ဒီတိုက်ခန်းရဲ့အိတ်ခန်းထဲမှာနံရံနဲ့တစ်ဆက်တည်းလှုပ်ထားတဲ့ဘီယိုအကြီးကြီးတစ်ခုရှိနေတာပဲအိမ်ရှင်ကပြောတာတော့ဒီဘီယိုကဟိုအရင်ကတည်းကရှိခဲ့တာမို့လို့မဖြတ်စည်းပါနဲ့တဲ့ကိုမင်းမင်းလည်းအဝတ်စားတွေပစ္စည်းတွေထဲလို့ရတာပဲဆိုပြီးဘာမှမစင်စားပဲလက်ခံလိုက်တာပေါ့နေပြီးတပတ်လောက်အကြာမှာကိုမင်းမင်းကသူ့ချတာတစ်ခုကိုစပြီးတတိထားမိလာတယ်ညဘက်အိပ်ပျော်နေတဲ့အချိန်မှာအခန်းထဲမှာတရားရောက်ကလမ်းလျှောက်နေတယ်လို့မျိုးတောင်းနဲ့အတန်တွေကိုသူစက်တိုက်ကြားနေခဲ့ရတာပဲအဲ့ရကနိုးလာလို့မီးဖွင့်ကြည့်လိုက်ရင်အခန်းထဲမှာဘာမှရှိမနေဘူးဒါပေမဲ့ထူးဆန်းတာတစ်ခုကအဲ့ရမဝင်ခင်မှာတေချာပိတ်ထားခဲ့တဲ့ဘီယိုတကားဟာမနဲ့မိုးလင်းလို့ရှိရင်နလက်မလောက်ဟနေတတ်တာပဲတဲ့တရက်လည်းမဟုတ်နှစ်ရက်လည်းမဟုတ်ပဲဘီယိုတကားကနေ့တိုင်းဟနေတာပါသူကတော့ကို့ဖာလာကိုအိတ်ချမူးတို့နဲ့မပိတ်မိတာနေမှာပါဆိုပြီးပဲတွေးခဲ့မိတာပေါ့ဒီလိုနဲ့တညမှာတော့ကိုမင်းမင်းကတီးချင်းစိမ့်နဲ့ဖုန်းကိုဘီယိုနဲ့မျက်နှာချင်းဆိုင်မှာထောင်ထားပြီးတန်တဲ့ဗီဒီယိုရိုက်ကူးထားလိုက်ပါတယ်မနေ့ရောက်လို့ဗီဒီယိုပြန်ကြည့်တဲ့အချိန်မှာကိုမင်းမင်းတယောက်ဟာကြောက်လန့်တကြားနဲ့ဖြစ်လို့တော့ပါတယ်ဗီဒီယိုထဲမှာညတကောင်2နာရီလောက်မှာဗီဒီယိုတကားဟာထဲထဲကနေဖြည်းဖြည်းချင်းပွင့်လာပါတယ်ပြီးတော့အရန်ပိန်လုံးလို့အယုံငုံငေါထွက်နေတဲ့မိန်းမကြီးတယောက်ဟာအထဲထဲကနေထွက်လာတာကိုမြင်လိုက်ရတာပဲသူမကအဝတ်အစားတွေကစုပ်ပြတ်တက်နေပြီးစပင်တွေကလည်းဖယိုဖယဲနဲ့ဖြစ်လို့နေပါတယ်အမျိုးသမီးဟာဘာလုပ်တယ်လဲသိလားအိပ်ပျော်နေတဲ့ကိုမင်းမင်းရဲ့အိပ်ယာဘိန်းမှာမတ်တက်ရက်ပြီးတော့ကိုမင်းမင်းရဲ့မျက်နှာကိုတစ်ချိန်လုံးငုံကြည့်နေတာပါပဲတနာရီနီးပါးလောက်မလုံးမရှက်ကြည့်နေပြီးမှမိုးမလင်းခင်မှာဗီဒီယိုထဲကိုပြန်ဝင်သွားပါတယ်ကိုမင်းမင်းဟာအဲ့ဒီဗီဒီယိုကြည့်ပြီးတာနဲ့အဝတ်အစားတောင်စုံအောင်မယူနိုင်မဲ့နဲ့တိုက်ခန်းကနေချက်ချင်းပြောင်းပြေးခဲ့ပါတယ်ဒါပေမဲ့ဇက်လန်ကဒီနေရာမှာတင်ရက်မတွားခဲ့ပါဘူးအဲ့ဒီအဖွားအိုကကိုမင်းမင်းကိုလွယ်နဲ့လွတ်ပေးဖို့အစီအစဉ်မရှိတဲ့ပုံပေါ်ပါတယ်တိုက်ခန်းကနေပြောင်းပြေးခဲ့တဲ့ကိုမင်းမင်းဟာတငယ်ချင်းဖြစ်သူရဲ့အိမ်မှာပထမဦးဆုံးခဏတော့တွန်းနေရပါတယ်တငယ်ချင်းအိမ်ရောက်တော့ဟိတ်ကောင်မင်းမျက်နှာလည်းမကောင်းဘူးဘာဖြစ်တာလဲလို့တငယ်ချင်းကမေးတော့ကိုမင်းမင်းကကြောက်လွန်းလို့ဘာမှမပြောနိုင်နေပါဘူးအဲ့ဒီညမှာတငယ်ချင်းအိမ်မှာအိတ်ဖို့ပြင်တော့ကိုမင်းမင်းမျက်လုံးမိတ်လိုက်တိုင်းဗီဒီယိုထဲကအဖွားအိုရဲ့ပိန်ညောင်နေတဲ့မျက်နှာကြီးကမျက်စိတွေပြန်ပြန်ပေါ်လာပါတယ်ညတကောင်တနာရီလောက်မှာတော့ကိုမင်းမင်းတကူလုံးကထူးဆန်းစွာအေးစိမ့်လာပြီးနားထဲမှာအတန်တိုးတိုးလေးတစ်ခုကြားလိုက်ရပါတယ်ဘိုက်စားလေကိုမင်းမင်းကလက်နိုးလာပြီးကြည့်လိုက်တော့တငယ်ချင်းဖြစ်သူကဘေးဘက်စီမှာနင်းနစ်ချက်ချက်အိပ်ပျော်နေတော့မှပဲဒါပေမဲ့ထူးဆန်းတာတစ်ခုကကိုမင်းမင်းရဲ့အိယာခြေရင်းမှာရှိတဲ့တငယ်ချင်းရဲ့အဝတ်ဗီယိုတကားဟာဖြည်းဖြည်းချင်းဟလာတာပါပဲနောက်တစ်နေ့မှာကိုမင်းမင်းဟာဒီအတိုင်းထိုင်ကြောက်နေလို့မဖြစ်တော့ဘူးဆိုတာသိလိုက်ရပါတယ်သူဟာအရင်နေခဲ့တဲ့တိုက်ခန်းရှိရာရက်ကွက်ကိုပြန်သွားပြီးအဲ့ဒီတိုက်ခန်းမှာအရင်ကနေခဲ့တဲ့လူတွေအကြောင်းကိုလိုက်စုံစမ်းရပါတော့တယ်လမ်းထိပ်ကလက်ဖေးရည်ဆိုင်မှာအချိန်တော်ကြာထိုင်ပြီးစုံစမ်းကြည့်တဲ့အခါအဲ့ဒီတိုက်ခန်းမှာအရင်ကအဖွားအုံမိသားစုတစုနေတွားဘူးလေဆိုတာကိုမင်းမင်းတီးလိုက်ရပါတယ်အဲ့ဒီသားသမီးတွေကအခုဆိုရင်အခြားရက်ကွက်တစ်ခုမှာချမ်းတော်တာနဲ့နေထိုင်နေကြသေးတယ်ဆိုတာပါပဲကိုမင်းမင်းဟာအားတင်းပြီးတော့အဲ့ဒီအိမ်ကိုလိုက်သွားကြည့်ခဲ့ပါတယ်အဖွားအိုရဲ့တားကြီးဖြစ်သူနဲ့တွေ့တဲ့အခါကိုမင်းမင်းကသူရိုက်ထားတဲ့ဗီဒီယိုထုတ်ပြလိုက်ပါတယ်ဗီဒီယိုကြည့်လိုက်ရတဲ့ဘွားအိုရဲ့တားဖြစ်သူဟာမျက်နှာတစ်ခုလုံးဟာဖြူရော့သွားပြီးနေရာမှာတင်လူထောက်လဲကျသွားခဲ့ပါတယ်မေကျွန်တော်တို့ခွင့်မလို့တည်းဘူးပဲလို့တုံးရီစွာနဲ့ရေရွတ်လာတာကိုကိုမင်းမင်းမြင်လိုက်ရပါတယ်အကြောင်းအရာကိစ္စရဲ့အားလုံးကိုတ
တေချာနားမလဲတဲ့ကိုမင်းမင်းဟာဖွားအိုရဲ့တားဖြစ်သူကိုခေါ်သွားပြီးတော့အဲ့ဒီတိုက်ခန်းဟောင်းကိုပြန်တွားခဲ့ပါတယ်ဖွားအိုဟာဘာကြောင့်မှမကျွန်းလွတ်သေးတာလဲဆိုတဲ့အကြောင်းရင်းကိုလည်းရှာဖွေကြဖို့တိုင်ပင်ခဲ့ကြတာပေါ့တိုက်ခန်းဟောင်းစီပြန်ရောက်တဲ့အခါမှာနိုင်ရန်ကပ်ဗီယိုကိုဖြိုချလိုက်တဲ့အခါတော့ဗီယိုနောက်ကနိုင်ရန်ဟာအိမ်ထဲကတခြားနိုင်ရန်တွေနဲ့မတူပဲတစ်လွင်နေတာကိုသူတို့မြင်တွေ့ခဲ့ရပါတယ်အဲ့ဒီနိုင်ရန်ကိုသူနဲ့ထုခွဲလိုက်တဲ့အခါမှာတော့ထွက်လာတဲ့အနက်တက်ဟာလူကိုမူးဝေတွားလောက်အောင်ကမှပြင်းထန်လွန်းလာပါတယ်အုတ်ခဲတွေပြိုကျလာတဲ့အခါနိုင်ရန်ကြားထဲမှာထိုင်ရဲ့အနေထားနဲ့အယိုးစုတစ်ခုကိုတွေ့ရှိလိုက်ရပါတယ်ထူးဆန်းတာကအဲ့ဒီအယိုးစုရဲ့လက်တွေဟာနိုင်ရန်ကိုကုတ်ချစ်ထားတဲ့ပုံစံမျိုးဖြစ်နေတာပါပဲအဖွားအိုဟာနိုင်ရန်ထဲမှာအရှင်လက်လက်အပိတ်ခံထားရစဉ်ထွက်ပေါက်ရှာဖို့ကြိုးစားခဲ့ဟန်တူပါတယ်ကိုမင်းမင်းကတော့တနာလုံးလို့မကြည့်ရနိုင်ဖြစ်နေခဲ့ရပါတယ်အဲ့ဒီနောက်မှာတော့ဖွားအိုရဲ့တာသမီတွေဟာအဲ့ဒီတိုက်ခန်းမှာပဲဟုံးကြီးပင့်အမြဝေးတောင်းပန်တာတွေလုပ်ခဲ့ကြပါတယ်လူပြောများလာလို့အေးအေးယူစစ်စစ်ခံရတာတွေလည်းရှိခဲ့ကြတယ်လို့ပြန်ကြားလိုက်ရပါတယ်အဖွားအိုရဲ့ဘဝဇက်ကြောင်းကကြောက်စရာကောင်းလို့တစ်ဖက်ကပြန်ကြည့်ရင်လည်းတကယ်ကိုရင်နှင်းဖို့ကောင်းနေပါတယ်လူမဆန်တဲ့တာသမီတွေရဲ့ရက်စက်မှုအောက်မှာအဖွားအိုဘယ်လိုမျိုးဝေဒနာတွေခံစားနေခဲ့ရလဲဆိုတာကိုနီးစက်ရာတွေကပြန်ပြောပြတဲ့အတိုင်းပိုပြီးမြင်တာအောင်နည်းနည်းတော့ပြန်ပြောပြပါမယ်တကယ်ချင်းတို့ရောအခုနားထောင်နေရင်နဲ့ကိုနောက်ကျော်ကဗီယိုကြီးပွင့်နေသလားလို့ဆက်လောက်လဲကြည့်လိုက်ကြအောင်နော်အဲ့ဒီအဖွားအိုရဲ့နာမည်ကတော့ဖွားကြည်ပါသူဟာငယ်စဉ်ကတည်းကရုန်းကန်လှုပ်ရှားပြီးတာသမီ2ယောက်ကိုပညာတတ်ကြီးတွေဖြစ်အောင်ပြုစုပြောထောင်ပေးခဲ့တဲ့မိခင်တူပါဒါပေမဲ့အသက်ကြီးလာတဲ့အခါမှာတော့သူမဇရာနဲ့အတူငယ်မှုပြန်တဲ့စိတ်ဝေဒနာတစ်မျိုးဖြစ်လာခဲ့ပါတယ်တနည်းပြောရရင်စိတ်တွေကဟောက်လွဲဖောက်ပြန်ဖြစ်လာတာပါတာသမီတွေကအိမ်အောင်ကိုစီနဲ့ချမ်းသာလာကြတဲ့အခါမှာအဖွားအိုရဲ့စိတ်မမှန်တဲ့အပြုအမူတွေပမာလမ်းထွက်អော်တာအိမ်နီးနာချင်းတွေကိုရှောက်ပြောတာကြကြောင်ကြပြီးပုံငုံနေတာလေးတွေကသူတို့အတွက်ဂုဏ်တိတ်ခါကြစရာဖြစ်လာတယ်လို့ခံစားခဲ့ရပုံပေါ်ပါတယ်စိတ်ကျမ်းမာရေးဆေးရုံကိုပို့လိုက်ရင်လူတိကုံမှာလည်းစိုးတယ်ဆိုတဲ့အတ္တစိတ်နဲ့သူတို့ဟာအဖွားအုပ်ကိုအပြင်းမထွက်နိုင်အောင်အဲ့ဒီတိုက်ခန်းဟောင်းရဲ့အိတ်ခမ်းထဲမှာပဲပိတ်လောင်ထားခဲ့ကြပါတယ်ဆက်စချင်းမှာတော့အခန်းထဲမှာပဲထားတာပါဒါပေမဲ့အဲ့ဒီလာတဲ့အခါဖွားအိုဟာဗီယိုထဲမှာပဲပုံနေတတ်တာကိုမြင်သွားတယ်ဒါအကြည့်ဖြစ်တဲ့သူကမစင်စားတဲ့နဲ့ကြံကြံတစ်ခုကိုရသွားပါတယ်ဒီဗီယိုထဲမှာပဲထည့်ထားရင်အတန်လဲတိတ်မထွက်ဘူးလူလည်းမမြင်ရဘူးဆိုပြီးဗီယိုနောက်ကျောရဲ့နန်းရံကိုထွင်းပြီးတော့လူတစ်ယောက်စာအခန်းငယ်လေးလောက်ကဖွားအိုကိုအဲ့ဒီအထဲမှာပိတ်လောင်လိုက်တာပါနေ့စဉ်မင်းတနက်ဗီယိုတကားလေးဟာပြီးပကံများနဲ့ထိုးထက်ပေးခဲ့ကြပါတယ်အဖွားအိုဟာမောင်မဲနေတဲ့အဲ့ဒီတစ်တာအိမ်လေးတစ်ခုထဲမှာပဲနေ့နဲ့ညကိုတောင်မခွဲခြားနိုင်မဲနဲ့လနဲ့ချီပြီးနေခဲ့ရရှာပါတယ်တရက်မှာတော့တာသမီတွေအားလုံးကခရီးထွက်ဖို့အကြောင်းဖန်လာခဲ့ပါတယ်သူတို့ကဖွားအိုအတွက်အစားအစာအနှဲငယ်ပဲထားခဲ့ပြီးတစ်ပတ်လောက်ပြစ်ထားခဲ့ကြတာပါဒါပေမဲ့သူတို့ထွက်တဲ့ခရီးဟာထင်ထားတဲ့အချိန်ထက်ပိုကြာနေခဲ့တဲ့အတွက်ပြန်လာတဲ့အချိန်မှာအဖွားအိုဟာအစာရည်စာပြက်လက်ပြီးအာအင်ကုန်ခန်းတွားခဲ့ပါပြီခရီးကပြန်လာတဲ့တာသမီတွေကချမ်းမြေမှာလဲကျနေတဲ့အဖွားအိုကိုတွေ့တဲ့အခါမှာကြောက်လန့်တကြားဖြစ်ကုန်ကြပါတယ်ဒါပေမဲ့နောင်တရတာတဲ့ အမှုဖြစ်ရင်ငါတို့တိတ်ခါတွေပြက်ကုန်တော့မယ်ဆိုပြီးလူမဆန်တဲ့စိတ်ဓာတ်တွေကပိုးပြီးကြီးစိုးခဲ့ဟန်တူပါတယ်ဒီလိုနဲ့ပဲတာသမီတွေဟာပယံဆရာတွေကိုခေါ်ပြီးတော့အိမ်ပြန်လာအကြောင်းပြပြီးဘွားအိုရဲ့ရုပ်အလောင်းရှိတဲ့နိုင်အောင်အုပ်ပြီးစီပြီးတော့တေပိတ်ပစ်လိုက်ကြပါတယ်တကယ်တော့ဘွားအိုဟာအမှန်တကယ်တေဆုံးခဲ့တာမဟုတ်ပဲအမှန်ပြက်ပြီးမိမျောနေခဲ့တာပါတာသမီဖြစ်တဲ့လူတွေကကြောက်လန့်ပြီးတေချာမစစ်ဆေးခဲ့ပဲနဲ့နိုင်အောင်ကိုအုပ်ပြီးစီပြီးတော့ပိတ်ပစ်လိုက်ကြပါတယ်တက်မတေးသေးပဲအပိတ်ခံလိုက်ရတဲ့ဖွားဝါနိုင်ရန်ထဲကနေပြီးတော့အပြင်ထွက်ဖို့အတဲတန်စူးစမ်းခဲ့ဟန်တူပါတယ်အဲ့ဒါကြောင့်ပဲဖွားအိုရဲ့ဝိညာဉ်ကသူမရဲ့ဗိုက်ဆာလောင်မှုနဲ့သူ့ကိုအမောင်ထဲမှာပစ်ထားခဲ့တဲ့တာသမီတွေပေါ်ထားတဲ့ခံမျက်နာကြီးချက်တွေကြောင့်အဲ့ဒီတိုက်ခန်းကနေမထွက်သွားနိုင်ပဲဖြစ်နေတာပဲဖြစ်ပါလိမ့်မယ်ဒါကြောင့်မို့လို့ကိုမမေကြုံတွေ့ခဲ့ရတဲ့ဗီဒီယိုထဲမှာအဖွားအိုဟာဗီဒီယိုထဲကနေထွက်လာပြီးကိုမင်းကိုစိုက်ကြည့်နေတာဟာလူမကိုအစာကျွေးမဲ့သူလူမကိုအမောင်ထဲကနေကဲထုတ်ပေးမဲ့သူလို့ထင်မှတ်မားနေတာ
ဖြစ်နိုင်ပါတယ်အဲ့ဒီကိစ္စတွေပြီးသွားတဲ့နောက်ပိုင်းကစားပြီးကျွန်တော်တငယ်ချင်းကိုမင်းမင်းလဲအေးဆေးဆေးပဲအိတ်လို့ရသွားပါတော့တယ်ဒါပေမဲ့ညဘက်ဆိုရင်တယောက်တည်းတော့အခန်းကြီးပိတ်ပြီးမအိပ်ရဘူးပေါ့ဗျာကဲအားလုံးပဲဒီညတော့ဒီလောက်ပါပဲနော်နောက်ရက်တွေမှာလဲဒီထက်ပိုစိတ်ဝင်စားဖို့ကောင်းတဲ့အကြောင်းအရာလေးတွေနဲ့အတူကျွန်တော်ပြန်လာခဲ့ပါဦးမယ်ခုလိုစိတ်ဝင်စားဖို့ကောင်းတဲ့ဇာတ်လမ်းလေးတွေကိုနားဆင်ကျင်နေဆိုရင်တော့ကျွန်တော်တို့ရဲ့ channel လေးကို subscribe နဲ့ notification bell လေးကိုနှိပ်ထားပေးဖို့မမေ့ကြပါနဲ့နော်ကျွန်တော်ပြောပြပေးတဲ့အကြောင်းအရာလေးတွေကိုဝေဖန်အကြံပြုလိုတာရှိရင် comment မှာရေးတွားပေးကြပါဦးနော်အားလုံးပဲ6ချစရာညချမ်းလေးဖြစ်ကြပါစေဗျာ